ချို့လူတွေကပြောကြပါတယ်ဖူဂျီတောင်ဟာဂျပန်နိုင်ငံရဲ့အလားတရားကိုစားပြုပြီးတောင်အောက်ကအာအိုဂီဂါဟာရာတစ်တော်ကတော့လူသားတွေရဲ့အတွင်းဘက်အမောင်ချမ်းကိုပြသနေပါတယ်ဒါနဲ့ပတ်သက်လို့ရှေးခေတ်သမိုင်းကြောင်းတွေကဒီပတ်ဝန်းကျင်ဒီဒေသမှာဖြစ်ပျက်ခဲ့တဲ့ဒဏ္ဍာရီဆန်းဆန်းအဖြစ်အပျက်တစ်ခုကိုပြောပြပေးပါမယ်တစ်တော်နာကဂျပန်ကျေးရွာတစ်ခုမှာအသက်80ပြည့်ရင်တောင်ပေါ်တက်ပြီးတည်ဖို့လုပ်ရမယ်ဆိုတဲ့စာကိုရေးသားထားပါတယ်ဥပါစုတေးဆိုတာကအသက်ကြီးသူကိုတောင်ပေါ်တစ်တော်ထဲမှာထားခဲ့ခြင်းလို့အဓိပ္ပာယ်ရပါတယ်အဓိကအကြောင်းရင်းလို့ပြောကြတာကအစားအစာရှားပါမှုအစားအစာရှားပါတဲ့ခေတ်တွေမှာအသက်ရှင်ရေးအတွက်ခက်ခဲတဲ့ရွေးချယ်မှုတွေရှိခဲ့တာတော့အမှန်ပါဆင်းရဲမှုနဲ့တက်တန်းရှည်လွန်းလို့မိသားစုကမထောက်ပံ့နိုင်ခြင်းစတဲ့အဲ့ဒီအခြေအနေတွေကြောင့်သားသမီးတွေကမိဘတွေကိုတောင်ပေါ်တက်ပြီးပြန်ခေါ်မလာတော့ဘူးဆိုတဲ့အကြောင်းပါဒီအရာတွေကပုံမြင်မဟုတ်ပါဘူးဒါဟာသမိုင်းကြောင်းထဲမှာဝမ်းနည်းစရာအကောင်းဆုံးဇာတ်လမ်းတွေထဲကတစ်ခုပါဒီဇာတ်လမ်းဟာခက်ခဲဆင်းရဲနေတဲ့အချိန်မှာတောင်ချေကဂျပန်ရွာလေးတစ်ရွာမှာဖြစ်ပွားခဲ့ပါတယ်ရွာကလူတွေကအရန်ဆင်းရဲကြတယ်အစားအစာရှားပါပြီးစောင်းရသည်ကလည်းကြမ်းတမ်းပါတယ်အသက်ရှင်ရပ်တည်ဖို့အတွက်ခက်ခဲလာကြတယ်ဒါကြောင့်ရွာမှာစီကံတစ်ခုရှိပါတယ်အသက်80ပြည့်ရင်တောင်ပေါ်တက်ပြီးတည်ဖို့သွားရမယ်ဆိုတာပါပဲဒီစီကံကိုဘယ်သူမှမကြော်လွန်နိုင်ပါဘူးဒီဇက်လန်ရဲ့အဓိကဇက်ကောင်ကတော့မိခင်တယောက်ဖြစ်ပြီးသူမနာမည်ကအိုရင်ပါသူမဟာ69နှစ်ရှိပြီးနောက်တစ်နှစ်ဆိုရင်သူမအလှည့်ရောက်လာပါတော့မယ်ဒါပေမဲ့သူမကြောက်မနေခဲ့ပါဘူးသူမကပြောတယ်ဒါကရွာအတွက်လိုအပ်တဲ့အရာပါသူမရဲ့သားတက်စုဟေးကိုလည်းစိတ်မပူစေချင်ပါဘူးအိုရင်ကသူမသွားရမယ့်နေ့အတွက်စတင်ပြင်ဆင်ပါတော့တယ်ရွာသားတွေကအသက်ကြီးပြီးတမ်းမာနေတယ်ဆိုရင်မကောင်းပြောတတ်ကြပါတယ်ရွာကလူတွေကအိုရင်ကအသက်ကြီးပြီးသွားတွေကောင်းနေသေးတယ်ဆိုပြီးလောင်ပြောင်ကြပါတယ်ဒါကြောင့်သူမကငါအသက်ကြီးပြီးစားစရာမဖြုံးတော့ဘူးတည်ဖို့အစဉ်သင့်ဖြစ်ပြီးဆိုတာကိုပြသဖို့အတွက်သူမရဲ့အံသွားတွေကိုကြောက်တုံးနဲ့တိုက်ပြီးချိုးပစ်လိုက်ပါတယ်မိခင်တယောက်ဟာမိသားစုအတွက်သူ့ကိုယ်သူပျက်စီးစေတဲ့အထိပြင်ဆင်နေခြင်းပါအိုရင်ဟာတည်ခြင်းလို့မဟုတ်ခဲ့ပါဘူးသူမရဲ့သားနဲ့မိသားစုဆက်ရှင်သန်နိုင်ဖို့အတွက်သူမကိုယ်တိုင်ရဲဆုံးဖြတ်လိုက်တာပါရွာကအလွန်ဆင်းရဲပြီးစားစရာရှားပါတဲ့အတွက်ခိုးစားတာကိုလည်းလူတိုင်းအသက်အန္တရာယ်ဖြစ်စေတဲ့အပြစ်ကြီးလို့သတ်မှတ်ထားပါတယ်ရွာရဲ့လူမှုစနစ်ဟာကြမ်းတမ်းပြီးရွာသားတွေဟာတခါတလေအယမ်းရက်စက်ကြပါတယ်မိသားစုတစုကညဘက်တွေမှာအခြားအိမ်ကပဲအာလူစပါးတွေကိုခိုးယူထားတာဖမ်းမိသွားတဲ့နောက်ရွာသားတွေကသူတို့အိမ်ကိုဝိုင်းပြီးမိသားစုတစ်ခုလုံးကိုမြေတွင်းနဲ့ပစ်ထည့်ပြီးတပ်ပစ်ခဲ့ကြပါတယ်ဆင်းရဲမှုကလူသားဆန်မှုကိုဖျက်ဆီးပစ်နိုင်တယ်ဆိုတာပြသနေခြင်းပါဒါဟာဒီအချိန်ကာလမှာဒီဒေသဒီပတ်ဝန်းကျင်ရဲ့အစားအစာရှားပါမှုတဦးတယောက်ချင်းစီရဲ့အကျိုးထက်အဖွဲ့တစ်ခုလုံးအသက်ရှင်ကျန်ရဖို့ကိုဦးစားပေးတဲ့အယူဆနဲ့ရွာစည်းကမ်းကိုဦးစားပေးရခြင်းတို့ဖြစ်ပါတယ်။အိုရင်ကိုတောင်ပေါ်ပို့ဖို့နီးလာတာနဲ့တားဖြစ်သူတက်စုဟေးဟာစိတ်မကောင်းပိုဖြစ်လာပါတယ်။ဒါပေမဲ့ရွာရိုးရာကိုမဖျက်ရဲခဲ့ဘူး။ဒါဟာအိုရင်တယောက်တည်းအတွက်တော့မဟုတ်ပါဘူး။ရွာထဲမှာတခြားမိသားစုတွေလည်းရှိပါတယ်။တချို့ကသူတို့ရဲ့မိဘတွေကိုမသွားစေချင်ကြပါဘူး။စီကံကိုမလိုက်နာရင်အပြစ်ပေးခံကြရပါတယ်မိသားစုတစ်ခုကသူတို့ရဲ့မိဘကိုလျှို့ဝှက်ထားပြီးမပို့ခဲ့တာကြောင့်ရွာသားတွေကတီးသွားတဲ့အချိန်မှာအပြင်းအထန်အပြစ်ပေးခဲ့ကြပါတယ်နောက်ဆုံးအချိန်ကြာလာတဲ့အခါတက်စုဟေးကသူ့မိခင်ကိုကြောပေါ်တင်ပြီးတောင်ပေါ်ကိုတက်သွားပါတော့တယ်တောတွေ
ရှိုးမြောင်တဲ့ကြောက်ကမ်းပါးတွေကိုဖြတ်တန်းလာပါတယ်။အိုရင်ဟာသူသားပြန်သွားတဲ့အခါလမ်းပြောင်မှာဆိုးတဲ့အတွက်လမ်းတစ်လျှောက်မှာတစ်ရွက်တစ်ကိုင်းတွေကိုချိုးဖယ်ပြီးပစ်ချထားခဲ့ပါတယ်။ဒါဟာမိခင်တယောက်ရဲ့သားသမီးပေါ်ထားရှိတဲ့အနိုင်မဲ့ချစ်ချင်းမြတ်တာကိုပြသနေခြင်းဖြစ်ပါတယ်။သူတို့ဟာလမ်းတစ်လျှောက်မှာအခြားအလောင်းတွေအယိုးကွန်တွေကိုတွေ့ကြပါတယ်။ဒါကဒီဒလိဟာမျိုးဆက်များစွာရှိခဲ့တဲ့ဆိုတာကိုပြသနေပါတယ်။ဒါပေမဲ့အိုရင်ကမကြောက်ပါဘူး။သူမကသားကိုပြောလိုက်တယ်ပြန်မကြည့်နဲ့တောင်ထိပ်ကိုရောက်တဲ့အခါတက်ဆူဟေးကမိခင်ကိုထားခဲ့ပြီးပြန်ဆင်းရတော့မယ်။အိုရင်ကတော့တိတ်တိတ်လေးအေးချမ်းစွာလက်ခံတယ်။သူမအတွက်ဒီဟာကမိသားစုကိုကယ်တင်ဖို့လိုအပ်တဲ့အရာပါ။အိုရင်ကပါလာတဲ့အစားအသောက်အနှဲငယ်တွေကတဝက်ကိုသားဖြစ်သူအတွက်ခွဲယူပြီးပေးတဲ့အခါတက်ဆူဟေးဟာမျက်ရည်တွေကိုမတားဆီးနိုင်တော့ပါဘူး။တက်ဆူဟေးဟာဝမ်းနဲ့စွာငိုကြွေးပြီးလာရလန်းအတိုင်းတောင်ပေါ်ကနေအပြေးပြန်ဆင်းလာချိန်မှာနှင်းတွေစတင်ကျဆင်းလာပါတော့တယ်။အေးဆက်တဲ့နှင်းမုံတွေကိုမြင်လိုက်ရချိန်မှာအမေတယောက်တည်းအေးနေမလားဆိုတဲ့အတွေးကသူ့စိတ်ကိုထိုးနှက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့တက်ဆူဟေးဟာစိတ်မချနိုင်တော့ပဲတောင်ပေါ်ကိုတစ်ခေါက်ပြန်ပြေးတက်လာခဲ့ပါတယ်။ဒါပေမဲ့သူပြန်ရောက်သွားချိန်မှာအိုရင်ကတော့နှင်းတွေကြားထဲမှာငြိမ်သက်စွာထိုင်နေခဲ့ပါတယ်။သူမရဲ့မျက်နှာမှာကြောက်ရွံ့မှုမရှိသလိုသားကိုလည်းလက်ဟန်ချီဟန်နဲ့ပြန်ခိုင်းနေခဲ့ပါတယ်။အိုရင်ဟာသားရဲ့နာကျင်မှုကိုနားလည်နေသလိုဒီကံကြမ္မာကိုလည်းလက်ခံထားပြီးသားဖြစ်နေခဲ့တယ်။နှင်းတွေတဖြည်းဖြည်းပိုကျလာချိန်မှာတက်ဆူဟေးဟာမိခင်ကိုနောက်ဆုံးအကြိမ်ကြည့်ပြီးနာကျင်စွာနဲ့တောင်အောက်ကိုပြန်ဆင်းလာခဲ့ပါတော့တယ်။ရွာကိုပြန်ရောက်တဲ့အခါဘယ်သူမှမေးမနေကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့လူတိုင်းသိပြီးသားပါ။ဒီဟာကသူတို့ဘဝရဲ့အစိတ်ပိုင်းတစ်ခုဒါပေမဲ့တက်ဆူဟေးအတွက်တော့မတူပါဘူး။သူ့ရဲ့နေတိုင်းဘဝထဲမှာမိခင်ရဲ့အမတ်တရားတွေအမြဲပေါ်လာနေပါတယ်။သူမဟာအစားအစာခြံပေးခဲ့သူအေးမာဆိုးတဲ့အတွက်အပူပေးခဲ့သူနဲ့သူ့ဘဝကိုကာကွယ်ပေးခဲ့သူပါ။ဒါပေမဲ့အခုတော့သူမကိုသူကိုယ်တိုင်တောင်ပေါ်မှာထားခဲ့ရပါပြီ။ဒီဟာကဆင်းရဲမှုကြောင့်လူတွေဘယ်လောက်ထိဆုံးဖြတ်ချက်ခက်ခဲနိုင်တယ်။မိသားစုအတွက်ကိုယ်တိုင်ဘယ်လောက်ထိစွန့်လွတ်နိုင်တယ်။ဒလေရိုးရာတစ်ခုကလူတွေကိုဘယ်လောက်ထိထိန်းချုပ်နိုင်တယ်ဆိုတာတွေကိုပြသနေခြင်းပဲဖြစ်ပါတယ်။ဒီဇလန်ကိုဂျပန်နိုင်ငံမှာ1958ခုနှစ်နဲ့1983ခုနှစ်တွေမှာဘာရှင်နှမျိုးနဲ့ရုပ်ရှင်အဖြစ်ရိုက်ကူးပြီးထွက်ရှိခဲ့ပါတယ်။ဇာကားရဲ့နာမည်ကတော့ The Ballad of Narayama ဖြစ်ပါတယ်။ဒီဖြစ်ရပ်ဟာဖူဂျီတောင်ပေါ်၌ဖြစ်ပျက်ခဲ့သည့်သမိုင်းအထောက်အထားအတိအကျရှိမနေပေမဲ့ဇာကားထဲတွင်နာရာယာမတောင်ဟုသုံးဆွဲထားပြီးခေတ်အချိန်ကာလအရနာမည်အခေါ်အပြောင်းလဲတော်၎င်းအာအိုဂီဂါဟာရာတောရဲ့ပတ်ဝန်းကျင်အခြားတောင်တွေ၌တော်၎င်းဖြစ်ခဲ့ပွဲရှိပါတယ်။ကြည့်ရှုနာဆင်ပေးသူအားလုံးကိုအထူးပဲ